အကျင့်ဆိုတာကူးတတ်တယ်မကောင်းတဲ့အကျင့်နဲ့ကောင်းတဲ့အကျင့်ဆိုလို့ရှိရင်မကောင်းတဲ့အကျင့်ကပို့ပြီးတော့ကူးဖို့ပို့ပြီးတော့မြင်တာပေါ့နော်လူကြီးတွေတောင်မှပဲเนาะထိန်းချုပ်ဖို့ခက်ခဲတယ်ဆိုလို့ရှိရင်ကလေးတွေအတွက်ကကြတော့ပို့ပြီးတော့စိုးပြီပေါ့เนาะမူလာတန်းကျမမူလာတန်းတက်တုံးကဆိုလို့ရှိရင်မူလာတန်းတက်တုံးကဘေးနားမှာထိုင်နေတဲ့တငယ်ချင်းကသူခဲတဲ့လေးတွေချွန်လာတာညီညာပြီးတော့ချွန်မြနေတာပဲအဲ့တော့ကိုကသူ့ကိုကြည့်ပြီးတော့ကိုကသူ့လိုမျိုးလိုက်ပြီးတော့ရအောင်လို့လိုက်ပြီးတော့ချွန်တယ်လေတန်းတက်တဲ့အရွယ်တုန်းကဒီတိုင်းပဲဘေးမှာထိုင်တဲ့တငယ်ချင်းကလေရေးလေးကတော်တော်လှတယ်ဝိုင်းဆက်နေရပဲเนาะလှတယ်ဆိုတော့သူ့ကိုကြည့်ပြီးတော့ကိုကလေရေးလေးလှအောင်လိုက်ပြီးတော့ရေးတယ်အဲ့တော့မိဘတွေရင်ကုန်ရနေခွဲခွာပြီးတော့ကျောင်းကိုရောက်သွားတဲ့ကလေးလေးတွေပေါ့เนาะအဲ့ဆိုလို့ချင်းသူတို့ကိုလွှမ်းမိုးထားတာကမိဘတွေမဟုတ်တော့ဘူးသူတို့ရဲ့ဘေးနားမှာနေတဲ့သူတို့ရဲ့တငယ်ချင်းအပေါင်းအသင်းတွေပဲဖြစ်တယ်အဲ့တော့မိဘတွေအနေနဲ့ကိုသားသမီးရဲ့တငယ်ချင်းအပေါင်းအသင်းတွေကဘလို့လူမျိုးလဲဆိုတာကိုသိအောင်လှုပ်ထားမှကိုသားသမီးရဲ့ကောင်းတာတွေဆိုတာတွေကိုကိုရီးယားအကဲဖြတ်နိုင်မှာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်လည်းကျမတို့ကကိုယ့်ရဲ့သားသမီးကိုပေါ့နော်သူများကိုလေးစားတတ်ဖို့ကျင်နာတတ်ဖို့ပြီးလို့ရှိရင်တကူကောင်းဆန်တဲ့စိတ်တွေမရှိအောင်လို့သင်ထားပေးရမယ်သားသမီးတွေကိုတော့တင်ထားပေးရမယ်ဆိုပြီးတော့မိဘတွေကိုနှိုက်ကရောเนาะမိဘတွေကိုနှိုက်ကလည်းသားသမီးတွေရဲ့အမြင်မှာเนาะသားသမီးတွေရဲ့အမြင်မှာစံနမူနာကောင်းဖြစ်အောင်နေဖို့လိုအပ်ပါတယ်အဲ့တော့ကိုမွေးထားတဲ့ကိုရဲ့ရင်သွေးလေးတွေပေါ့နော်ကိုရဲ့သားသမီးလေးတွေသူတို့ရဲ့ဘဝမှာကောင်းမွန်စွာကြီးပြင်းရှင်သန်နိုင်ဖို့အတွက်ဆိုလို့ရှိရင်မိဘတိုင်းမှာတာဝန်ရှိပါတယ်အဲ့ဒီအတိုင်းပဲကျမတို့ဆရာမတွေကိုယ်တိုင်မှာလည်းတာဝန်ရှိတယ်လို့ကျမတို့ခံယူထားပါတယ်အဲ့တော့ကိုရဲ့သားသမီးလေးတွေမကောင်းတဲ့အကျင့်တွေမကူးစအောင်လို့เนาะဘလို့လူမျိုးတွေနဲ့ပေါင်းသိနေထိုင်ရမယ်ဘာတွေကိုတော့လုပ်ရမယ်ဘာတွေတော့မလုပ်ရဘူးဆိုတာကိုသင်ပေးထားခြင်းအပြင်ကိုယ့်ရဲ့သားသမီးတွေကကောင်းမွန်စွာနဲ့ရှင်သန်ကြည်ပြီးနေထိုင်လာပြီးတော့သူတို့ရဲ့ဘဝမှာသူတို့ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းလေးနဲ့နေထိုင်နိုင်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကျမကတော့ဒီချက်ဆန်းတာပါ